ဘောလို့ယဟန်တွေမှာဒုတဆိုတဲ့ခေါင်းပါတဲ့ကျင့်ကိုကျင့်တဲ့နေရာမှာ73မျိုးရှိတယ်ဒုတပါဠိလိုမြန်မာလိုပြောရင်ဘာလို့ခေါ်လဲဒုတင်လို့ခေါ်တယ်မြန်မာလိုပြောရင်ဘာလို့ခေါ်လဲဒုတင်လို့ခေါ်တယ်ဒုတဆိုတဲ့ပါဠိစကားလုံးကိုဒုတင်ဆိုပြီးတော့မြန်မာအမှုပြုလိုက်တာဖြစ်တယ်အဲ့တော့ဒုတဆိုတဲ့ပါဠိစကားလုံးကခေါင်းပါဆိုကျင့်တဲ့အကျင့်နံပါတ်1လူမသိအောင်ပြောချင်နံပါတ်1ဘာမသိရဘူးလဲလူမသိရဘူးနံပါတ်2မှားတာတော့ဒုတဒုတင်ကျင့်တယ်ဆိုတာဘာမသိရဘူးလဲလူလုံးဝမသိရလူသိလို့ရှိရင်ဖြစ်ပလိုက်ရတယ်ဒါကိုတရားမှတ်ထားဖို့ဒါပေမဲ့ဒီခေတ်မှာဒုတင်ဆောင်ဘယ်မှာဆောင်လဲအေးကြီးတတိရှိနေပြောပါဘယ်မှာဆောင်လဲအင်တာနက်မှာမဆောင်ဘူးလားဒုတင်ဘယ်မှာဆောင်မြတ်စွာဘုရားဟောတဲ့ဒုတင်ဟာဘာလဲဒုတင်ဆောင်ရင်လူလုံးဝမသိရဒါပေမဲ့ဒီခေတ်မှာဒုတင်ကဘယ်မှာဆောင်လဲဒကမကြီးတွေကအမှန်ကိုလက်မခံရင်ယောဂီတွေကအမှန်ကိုလက်မခံရင်သာသနာပါဖြစ်မှာဝေမှာပဲဟုတ်ရဲ့သာသနာမကွေနိုင်ဘူးလားသာသနာကွေတယ်ဆိုတာဘာလဲဗုဒ္ဓရဲ့မှန်ကန်တဲ့ဓမ္မဟာဘာဖြစ်သွားမှာလဲကွေသွားမှာဗုဒ္ဓရဲ့မှန်ကန်တဲ့ဓမ္မလောက်ကိုလိုက်ဖို့ရတယ်နည်းနည်းတော့ပြင်ပန်းတယ်အဲ့တော့အဲ့ဒီထဲမှာဒုတင်စစ်သုံးပါးထဲမှာဘုရားတော့သုတ်တန်လူရင်းဆိုတာမရှိဘူးလားရှိတယ်နော်တခြားဒုက္ခမူလလူရင်းပိလပလူရင်းသပ္ပဒါနလူရင်းအစရှိတဲ့ပြင်ယောဂီများတကယ်ကြီးနေတဲ့ပုဂ္ဂိုလ်တွေဘယ်သူမှမပြောဘူးအဲ့တော့အဲ့ဒီမှာမြတ်စွာဘုရားဟောထားတာရှိတယ်သုတ်တန်လူရင်းဆောင်တဲ့ပုဂ္ဂိုလ်တွေလိုက်နာရမယ့်အင်္ဂါရှိတယ်တဲ့နံပါတ်1ဆိုကြပါစို့ဘုန်းတော်ရေဝဲသုတ်တန်မှာလူရင်းဆောင်မယ်အဲ့တော့ရေဝဲမှာတော့ဆောင်းလို့ရှိရင်တော့တေချာတယ်လူတွေအလုံးတွေ့မှာဟုတ်ရဲ့လားဘုန်းတော်ယောဂီအဲ့တော့ဒီသုတ်တန်ကတော့မသိတော့ဘူးယဟန်တွေဆောင်းလို့ရတယ်ရေဝဲမှာလေမသိတော့ဘာလို့လဲပတ်ဝန်းကျင်မှာလူတွေကအများကြီးရှိဘူးလားရှိတယ်အဲ့တော့လူမရှိတဲ့နေရာကိုလူနေပါတဲ့နေရာသွားအဲ့တော့ဘုန်းတော်ယောဂီများအဲ့ဒီမှာဘုန်းကြီးတစ်ပါးဟာသုတ်တန်လူတွေဆောင်းတော့မယ်ဆိုလို့ရှိရင်အဲ့ဒီရောထဲမှာရောပေးနာမှာရတဲ့သုတ်တန်လူတွေဆောင်းတော့မယ်ဆိုရင်ကိုနေတဲ့ကျောင်းထဲမှာကအားလုံးမပြောရဘူးလေအဲ့ဒီကိုရဲ့လက်ထောက်ဖြစ်တဲ့နော်အဲ့ဒီကိုရဲ့တဲ့အုပ်စုနဲ့တဲ့အဲ့ဒီတပားကိုပဲဘာလို့မလဲအတိပေးထားရမယ်မီဒီယာမခေါ်ရဘူးနော်မီဒီယာခေါ်မလားမခေါ်ရဘူးနော်မီဒီယာကိုသုတ်တန်ပေါ်မှာထိုင်ပြီးတော့မီဒီယာတပ်ဝင်နေတယ်ဆိုတော့အဲ့ဒါကဘယ်လိုလုပ်ပြီးတော့သုတ်တန်တွေဖြစ်မှာတော့အဲ့ဒါလိန်စားတာဘာလို့တာလိန်စားတာမြတ်စွာဘုရားဟောပြီးသားအဲ့ဒါဘုရားရှင်ကဟောပြီးသားနောက်တစ်ခေတ်မှာအဲ့ဒါလိုပြိဿများစွာနဲ့မဟာစောရတဲ့သာသနာတော်မှာအဲ့ဒါဓမ္မကိုဗန်းပြပြီးတော့တရားဓမ္မတွေလိန်စားတဲ့ပုဂ္ဂိုလ်တွေကပြိဿပုံများလာနေပြီတဲ့ယောဂီများသိပြီးတော့အဲ့လိုဟောရင်လေကြက်ရှိမှကြိတ်မယ်နော်ဒါပေမဲ့ဘုန်းတော်ကသာသနာတော်ကိုညညာပြီးတော့ဘာလို့ရမလဲဘာလို့ရမလဲဟောရမယ်ဘာစိတ်မှမရှိဘူးနော်တကယ်ပြောတာသစ္စာဆိုရတယ်ဘာစိတ်မှမရှိဘူးသာသနာတော်ကိုညညာသောအားဖြင့်ဘုန်းတော်ကဒါပြောရမှာပြောရှင်ပြန်လာပြီပေါ့နော်အဲ့ဒီတော့ဘုန်းတော်အဲ့ဒီမှာသုတ်တန်တွင်ဆောင်မဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါရမြတ်စွာဘုရားဟောခဲ့ကိုเจ้าမှာရှိတဲ့ကိုအောက်လက်ထောက်ကိုတယောက်ပဲပြောရတခြားကိုရင်တွေတော့အတိမခံရဘူးကပ္ပိယတွေလည်းသိလို့မရဘူးတယောက်ပဲပြောရမှာပေါ့အဲ့မှာတာဝန်ခံတယောက်ပြီးလို့ရှိရင်တဲ့အဲ့ဒီရော်သေးမှာရှိတဲ့အကြီးဆုံးရော်လူကြီးကိုအတိပေးရမယ်ဘယ်နှယောက်ရှိပြီလဲ2ယောက်ကိုเจ้าတိုင်းမှာနေတဲ့အကြီးဆုံးဖြစ်တဲ့ပုဂ္ဂိုလ်အတိပေးရပြီးရင်ရော်သေးမှာရှိတဲ့ရောသူကြီးရက်ွက်ဆိုရင်ရက်ွက်လူကြီးကိုအတိပေးရပြီးလို့ရှိရင်သုတ်တန်ဆောင်တဲ့လူမရှိဘူးလားအဲ့ဒီသုတ်တန်ဆောင်တဲ့လူကိုအတိပေးရအဲ့တော့အတိပေးရမယ့်လူကဘယ်နှယောက်လဲ3ယောက်တဲ့အဲ့တော့ဘာကြောင့်အ
တိပေးဖို့လိုအပ်တယ်ဟုတ်တယ်သင်္ချမ်းဆိုတာဘုံလို့ညသကောင်ယံဆိုလို့ရှိရင်ကိုယ်ဆိုလူနေဆိုတဲ့လူဆိုးတွေမပေါ်ဘူးလားပေါ်တဲ့အခါမှာကြတော့ဘုံတော့သက်ဆိုင်တဲ့ခန္ဓာဆိုင်ရာတွေကလိုက်ဖမ်းတဲ့အခါမှာဘုံတော့အဲ့ဒါလို့အတိမပေးထားဘူးဆိုရင်အဲ့ဒီယဟန်လေးပဲရောပြီးတော့ပါတော်မှာဆိုလို့တဲ့နော်ဒါအကြဝါပြီးသားနော်ဒါဘာသာရေးဘုဟုတ္တရာအဲ့တော့ဘုံတို့ယောဂီများအဲ့လိုအတိ၃ယောက်ကိုတော့ပြေးလိုက်ပြီပေါ်တဲ့အရှင်ကလေးရှိအဲ့ဒီသုတ်တန်တော်တဲ့အရှင်မှာဘယ်ရှင်သွားရမလဲညသကောင်ယံသွားရမယ်တဲ့စဉ်းစားကြည့်ပါအခုမှမကိတ်ကြီးဘူးဟုတ်ရလားအဲ့တော့တချို့တကယ်ကိုအားထုတ်နေတဲ့ဆရာတော်တွေရှိတယ်ငွေချင်းတွေလည်းရှိတယ်မသိရသိမယ်ဆိုရင်ဘာလုပ်လဲလေရှက်ပလိုက်ဟုတ်တယ်နော်လူပြလေခေါင်းပါဆိုလူမသိအောင်ကျင့်ရတဲ့အကျင့်ကိုဘုန်းတော်ကလိုက်ပြီးတော့ကျင့်လို့ရှိရင်လို့ဖြစ်လေးစားရမရောက်လားတတိရှိတဲ့တရားမတွေများများသာသနာမှာရှိလာမှသာသနာကိုလူတဲ့အသုံးချလို့ရပါမလားမရဘူးနော်ဟုတ်ရလားအဲ့လိုဘာသာရေးမှာအသိဉာဏ်ပါလာလို့ရှိရင်စကားလုံးတွေကဘာဖြစ်သွားလဲမပြောရေးတပတ်လူကြီးဆောင်းရှင်တယ်ဆိုလို့ရှိရင်နော်အဲ့ဒီတော့ဘုံဘုံတို့မြတ်စွာဘုရားကဒီလိုပြောတယ်အဲ့တော့ညသကောင်ယံမှာသုတ်တန်ကိုပေါ်ရမယ်ပြန်လာတဲ့အရှင်ကပြေးရှင်လေအာယောမတက်မီလူမသိရဘူးနော်ပြန်လာတာလေလူမသိရဘူးတောတဲ့ခါလေလူသိရမလားမသိရဘူးတဲ့ဒါသုတ်တန်လူကြီးဆောင်တဲ့ပုဂ္ဂိုလ်ပြည့်စုံရမယ်အကျဉ်တဲ့အောက်စုလဲတော်လို့ရမလားမရဘူးလေဘလို့လူတိမခံရဘူးဆိုတာတော့အောက်စုလဲဒကာဒကာမတွေနဲ့တော်လို့ရမလားမရဘူးနော်ဘာသာရေးအမှန်တမ်းမှလွေးနေကြတို့ဒကာဒကာမတွေဘာသာရေးအသိဉာဏ်မှာအာနေကြတာကိုဘာသာရေးအသိဉာဏ်ဘာလို့လဲအာနေကြတဲ့အခါမှာဘုသူတော်တွေကလေးစားရှိတယ်လေးစားလို့မရဘူးလားရလားမရဘူးလားရတယ်ဘုံဘုံပြောတာလည်းမယုံနဲ့ဟုတ်ပါရဲ့လားဘုံဘုံပြောတာကိုအားလုံးကိုမယုံနဲ့လက်မခံနဲ့ဘာလို့ရမလဲကိုယ်ပိုင်အသိဉာဏ်နဲ့ဆုံးဖြတ်ပါစဉ်းစားပါ